Your Excellency, let's talk about your meeting with Prime Minister Narendra Modi. What would you say were the key takeaways? ဆွေးနွေးတဲ့အကြောင်းအရာတော့အဓိကအများကြီးရှိပါတယ်။ကျွန်တော်လာတဲ့ရည်ရွယ်ချက်ထဲမှာနိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ကုန်သွယ်မှုမြင့်တင်ရေးကိစ္စတွေပါတာလည်းကျွန်တော်တို့ပြောပါတယ်။ဒါတွေကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်။နောက်တော့ကအိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံမှာလာရင်းနှီးမြှုပ်နှံနိုင်တဲ့အခွင့်အလမ်းတွေပေါ့။အိန္ဒိယနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်နိုင်ငံကနေပြီးတော့မှတချို့ကျွန်တော်တို့နဲ့တင့်တော်တဲ့ဟာတွေကျွန်တော်ရယူနိုင်ဖို့အတွက်ဒါလည်းကျွန်တော်ဆွေးနွေးနိုင်ကြပါတယ်။နောက်ပညာရေးကဏ္ဍ၊ကျန်းမာရေးကဏ္ဍနောက်တော့ကာကွယ်ရေးကဏ္ဍနောက်ရေချောင်းလုံခြုံရေးဆိုင်ရာကိစ္စတွေနယ်နိမိတ်ဆိုင်ရာကိစ္စတွေနောက်တော့စိုက်ပျိုးရေးလုပ်ငန်းမွေးမြူလုပ်ငန်းစသဖြင့်ပေါ့အများကြီးကျေပြတ်ပါတယ်။ကဏ္ဍပေါင်းစုံကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့ပဲ2နာရီကျော်လောက်ကျွန်တော်တို့တူဆွေးနွေးမှုလုပ်နေအောင်မြင်ခဲ့တဲ့ဆွေးနွေးပွဲရလဒ်တစ်ခုရရှိခဲ့တယ်လို့ကျွန်တော်ပြောချင်တယ်ဗျာ။